ကျေပွင့်လူငယ်ကစားသမား9ယောက်ရဲ့ချစ်သူအလှပကေးများဥရောပဘောလုံးလောကမှာမီဒီယာရဲ့အာရုံစိုက်မှုကိုဆွဲဆောင်နေတဲ့သူတွေဟာလူငယ်ဘောလုံးသမားကြီးတော့မဟုတ်ပါဘူးသူတို့ရဲ့ချစ်သူတွေလည်းအပအဝင်ပါပဲအဲ့ဒီထဲမှာမော်ဒယ်အဆိုတော်နဲ့ influencer အများပြားပါဝင်ပြီးမီဒီယာအလင်းရောင်ထဲမှာထွန်းပြောင်နေကြပါတယ်ဒီနေ့မှာတော့ဥရောပမှာထင်ရှားတဲ့လူငယ်ဘောလုံးသမား9ဦးနဲ့သူတို့ရဲ့လှပတယ်လို့ကြော်ကြားတဲ့ချစ်သူတွေကိုနံပါတ်5ကနေ1အထိစီရင်ပြုစုပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်5ဘူကာယိုဆာကာနဲ့တိုလာမီဘန်ဆန်အာဆနယ်ရဲ့ရွှေရောင်လူငယ်ကစားသမားဘူကာယိုဆာကာဟာသူ့ရဲ့ကိုယ်ရေးကိုယ်တာကိုလူသိရှင်ကြားမထုတ်ဖော်ပြောတတ်ပေမဲ့သူ့ရဲ့ချစ်သူတိုလာမီဘန်ဆန်ကတော့လူတွေရဲ့အာရုံစိုက်မှုကိုမကြာခဏရရှိနေပါတယ်။သူမရဲ့ခင်မီဆန်းပြတဲ့ဟန်ပန်နဲ့ယုံကြည်မှုရှိတာတွေကြောင့်လူမှုကွန်ရက်တွေမှာသူမကိုချီးမွမ်းကြပါတယ်။ဒီစည်ရင်းတွေကတခြားသူတွေလောက်တော့မီဒီယာမှာထင်ထင်ရှားရှားမပါဝင်ပေမဲ့သူမရဲ့တဘာဝအလှနဲ့ကြော့ရှင်းမှုချစ်သူဆာကာကိုလည်းနောက်ွယ်ကနေတိတ်တဆိတ်အားပေးနေတဲ့ဟန်စတာတွေကသူမရဲ့ဆွဲဆောင်မှုကိုပိုတိုးစေတာပါ။နံပါတ်4 Florian Wirtz နဲ့ Elias လီဗာပူးနဲ့ဂျာမနီနိုင်ငံရဲ့ကျယ်ပွဲ Florian Wirtz ရဲ့ချစ်သူကတော့ Elias ပါ Elias ဟာတိတ်ဆိတ်နေတဲ့သူမျိုးတော့မဟုတ်ပါဘူးသူမဟာ TikTok နဲ့ Instagram တွေမှာနာမည်ရလာတဲ့ modern နဲ့ lifestyle influencer တယောက်ဖြစ်နေပါပြီ fashion အလားအပါနဲ့ခေတ်သစ်မျိုးပြဟန်တွေကိုရောဆက်ဖော်ပြတဲ့သူမရဲ့ content တွေဟာလူငယ်ပရိသတ်တွေကြားမှာ trendsetter အဖြစ်ရေပန်းစားလျက်ရှိပါတယ်ဘေးရန်လီဗာပူးဆန်အသင်းမှာ Wirtz စတင်ကစားကလေးကသူမက Wirtz ရဲ့ဘေးမှာရက်တည်ပေးခဲ့သူပါ Bundesliga ပွဲစဉ်တွေဖိုင်နယ်ပွဲတွေကစလို့ဂျာမနီအသင်းနဲ့နိုင်ငံတကာပွဲတွေထိတွားရောက်အားပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။ခုလီဗာပူးပွဲစဉ်တွေမှာလည်းတောက်လျှောက်မြင်နေရပါတယ်။အားပေးမှုနဲ့စတိုင်ကြောင့်မှုကိုပေါင်းဆက်ထားတဲ့ Elias ကိုဘောလုံးဝင်းထိုင်ကုန်တန်းတွေပေါ်မှာမကြာခဏမြင်ရတတ်ပါတယ်။ဖက်ရှင်ကဘာရဲ့မျက်နှာဖုံးတစ်ခုဖြစ်ုံသာမကချစ်သူရဲ့ဘောလုံးခရီးစဉ်တို့ကိုပါအတူမျှဝေပံ့ပိုးပေးနေတဲ့သူဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်လည်းပရိသတ်တွေက Florian Wirtz ဟာဘောလုံးမှနေမကဘဝထဲမှာပါ Elias ဆိုတဲ့ကောင်မလေးကိုရရှိထားတဲ့အတွက်ကန်ထူးရှင်တယောက်လို့ပြောနေကြတာပါ။နံပါတ်3လမိန်ယာမယ်နဲ့နီကီနီကိုဘာစီလိုနာရဲ့လူငယ်ကစားသမားယာမယ်ရဲ့ရည်စားတစ်လေးကတော့နီကီနီကိုဖြစ်ပါတယ်နီကီကတာမန်ဘောလုံးသမားတစ်ယောက်ရဲ့အဖော်မျိုးမဟုတ်ပါဘူးသူမကိုယ်တိုင်ကလည်းစူပါစတာတူပါအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမှာမွေးဖွားခဲ့တဲ့နီကီဟာလက်တင်ထရက်ရီဂီတန်ဂီတာလောကထဲစတင်ဝင်ရောက်ခဲ့တာပါအခုခါမှာတော့အသက်25နှစ်ရှိပြီဖြစ်ပြီးစပိန်စကားပြောနိုင်ငံတွေမှာအတိမတ်ပြုတ်အများဆုံးရခံရတဲ့အဆိုတော်တစ်ယောက်ဖြစ်နေပါပြီသူမရဲ့ဟန်ကထူးကြပါတယ်စိတ်ကစားမှုမြင်မာတဲ့တချင်းစာသားတွေကိုဂီတတန်တွေနဲ့ရောဆက်ဖန်တီးတဲ့အတွက်လက်တင်အမေရိကစပိန်နဲ့တခြားနိုင်ငံတွေကပရိသတ်တန်းထောင်ချီကိုသူမရဲ့ပရိသတ်တွေဖြစ်လာစေခဲ့တာပါသူမနဲ့လမိန်ရမယ်တို့ချစ်ကြိုက်နေတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာချိန်မှာတော့လူမှုကွန်ရက်တွေမှာအတော်လေးဆူဆူညံ့ညံ့ဖြစ်သွားခဲ့ပါတယ်အသက်ခြားနာချက်ကိုလူတွေကဝေဖန်စရာအချက်ဖြစ်မြင်ကြပေမဲ့နီကီရဲ့ဘဝတွေကိုရမယ်ဝင်ရောက်လာခြင်းဟာအချစ်ဇလန်တပုတ်ထက်မပို့ပါဘူးနံပါတ်2 Jude Bellingham နဲ့ Ashlyn Castro Real Madrid ရဲ့ superstar Jude Bellingham ကတော့ကစားကွင်းပေါ်ကအောင်မြင်မှုတွေပိုင်ဆိုင်ထားတယ်လို့ကစားကွင်းပြပမှာလည်းသူ့ရဲ့ချစ်သူ Ashlyn Castro ကအာရုံစိုက်မှုတွေအများကြီးရရှိထားပါတယ်။ Los Angeles မှာ model နဲ့ influencer တဦးဖြစ်တဲ့ Ashlyn မှာ Instagram follower ဦးရေ2သိန်းမှ3သိန်းအထိရှိပါတယ်။သူမရဲ့ super model တယောက်အဖြစ်ချောမောမှုတွေကြောင့်ဘောလုံးလောကမှာအထင်ကရ Wirtz ကစားသမားတွေရဲ့ချစ်သူဇနီးတွေတဲကတဦးဖြစ်လာစေပါတယ်။သူမ fashion ပွဲတွေမှာပါဝင်တာဖြစ်ဖြစ်ဘာနေဗျူးမှာ Jude ကိုအားပေးတာပဲဖြစ်ဖြစ်နေရာတိုင်းမှာလူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ပါတယ်။နံပါတ်1 Vinicius Junior နဲ့ Maria Julia Marzazzi ဒီစီးရင်မှာထိတ်ဆုံးမှရှိနေတာကတော့ Real Madrid ရဲ့ superstar Vinicius Junior နဲ့သူ့ရဲ့ချစ်သူ Maria Julia Marzazzi တို့ပဲဖြစ်ပါတယ်။ Maria ဟာ Brazil model နဲ့ influencer တဦးဖြစ်ပြီးလူမှုကွန်ရက်ပေါ်မှာလှပဆူပြေတဲ့ပုံရိပ်ရှိသူတဦးပါ။သူမရဲ့ရောင်ပြန်ဟပ်နေတဲ့အလှခင်မိတဲ့ fashion ပုံစံတွေနဲ့ယုံကြည်မှုအပြည့်ရှိတဲ့ပင်ကိုစရိုက်တွေကြောင့်ဥရောပနဲ့တောင်အမေရိကကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားပါတယ်။မာရီယာဟာကြော်ရှင်းမှုနဲ့ဆွဲဆောင်မှုကိုပေါင်းစပ်ထားပြီး Vinicius နဲ့အတူရှိနေတဲ့အခါဘောလုံးလောကရဲ့အားကောင်းမောင်းတန်ဇုံတွဲလို့မြင်ရနိုင်ပါတယ်။ပရိသတ်အများအပြားကတော့သူမကိုဘောလုံးလောကမှာအလှဆုံး Wirtz trader ကတဦးလုံးတော့သတ်မှတ်ခံထားရသူပါ။တိုမီလာဘန်ဆန်ကနေစူပါမော်ဒယ်ကဲ့သို့လှပတဲ့မာရီယာဂျူလီယာမာရီဇာအထိဒီဘောလုံးလူငယ်ကစားသမား9ဦးရဲ့ချစ်သူတွေကတော့ကိုယ်ပိုင်နာမည်ကြော်ကြားမှုနဲ့အိုင်ကွန်တွေဖြစ်နေကြပါပြီ။ကွင်းထဲမှာဂိုးတွေအောင်ပွဲတွေအကြောင်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ကစားကွင်းအပြင်ဘက်မှာတော့အလားအပ lifestyle တွေကသူတို့ရဲ့ဇလန်းတွေကိုကိုယ်ပိုင်နည်းနဲ့ရေးသားနေကြပါတယ်